Hello အားလုံးပဲမင်္ဂလာပါရှင် Podcast Package Channel ကနေပြန်လည်ပြီးတော့မှကြိုဆိုပါရစေဒီနေ့မှာတော့ကျွန်မကဆိုင်ရေးဆရာလိုင်းစနေရေးတားထားတဲ့နှလုံးသားလာမှာပြည့်တဲ့လမ်းဆိုတဲ့စာအုပ်ထဲကတန်ပွင့်တိုင်းအတင်းအဖို့မလို့ဆိုတဲ့တင်ထန်းစာအခုနဲ့အားလုံးကိုမျှဝေပေးချင်ပါတယ်ဒီဆလာလေးကဆိုရင်မမုတ်တင် site တွေလို့နဲ့စတင်ခဲ့ပါတယ်ရှင်တော်မမုတ်တင် site နဲ့အကူဝမ်းကဆိုရင်မမုတ်တင် site လာတာနှစ်ပေါင်း20ကျော်ဖြစ်တဲ့ပညာရှင်တယောက်လည်းဖြစ်ပါတယ်ရှင်တော်စာရေးတို့ကမမုတ်တင်လေးကိုကြားလို့တဘောကြားလို့ဆိုပြီးတော့မှကိုဝမ်းစိတ်ကိုတောင်းပြီးတော့မှသူ့အိမ်မှာ site ခဲ့ပါတယ်ရှင်လက်နက်ပြလာတဲ့အခါမှာမမုံပလေးတွေကဆိုရင်အဖိုးတွေအပွင့်လေးပြလာတဲ့အခါမှာဆိုရင်သူဆိုင်ဆရာကအရန်ကိုဝမ်းသာအားရဆရာပါတယ်ဆိုင်ရတော့ဝမ်းသာအားရနဲ့အတော့ကိုစီကိုဖုန်းဆက်လိုက်ပါတယ်ရှင်တော့အကိုရေကျွန်တော်ရဲ့မမုံပလေးဆိုရင်အဖိုးတွေအပွင့်လေးပြလာခဲ့ပြလာကြပြီးရှင်းဆိုပြီးတော့မှသူရန်ပြောနေရှင်ဒါပေမဲ့အကိုဝမ်းကသူမရှိမှတ်ထားတဲ့အဖြစ်တစ်ခုကိုပြခဲ့ပါတယ်ရှင်အဲ့ဒီအဖြစ်ကတော့အချက်တစ်ချက်မှာအပွင့်နားပိတ်ချပွင့်ပဲထားပြီးတော့မှညနေပွင့်လို့ပုံလုံးချွေထားလိုက်ပါဆိုပြီးတော့မှပြောလိုက်တဲ့အခါမှာဆိုင်ရေးတို့ကအရန်ကိုဝမ်းနေသွားပါတယ်ရှင်အကိုဝမ်းရှိတဲ့တော့အရန်ကိုမှမတ်သားဆရာကောင်းပါတယ်ရှင်ဘာလဲဆိုတော့အပိတိုင်းကိုဒီခိုင်းလိုက်မယ်ဆိုရင်အပိရဲ့အာဟာရတွေအားလုံးအပိတိုင်းအပွင့်တိုင်းသွားနေမယ်ဆိုရင်အပိတွေလည်းမကောင်းမလို့အပိလေးတွေဟာလည်းတင်းလေးတွေဖြစ်ပုံလေးမေအာဟာရလေးလည်းရှိမှာမဟုတ်ဘူးတကယ်လို့အချို့အဝိနည်းကိုရရွှေချလိုက်မယ်ဆိုရင်ဒီတိုင်းဆွမ်းမတို့ကပြောထားတဲ့အတိုင်းလို့ဒီတိုင်းမှာငါပိတ်လျှောက်ပွင့်နဲ့ထားပေးမယ်ဆိုရင်အဲ့ဒီရဲ့အာဟာရတွေဟာဆိုရင်အဲ့ဒီငါပိတ်လျှောက်ပွင့်စားလဲသွားနေမယ်ဆိုရင်အပြည့်တောင်းရမယ်ဒီတိုင်းကြီးတဲ့ကြီးမယ်အာဟာရအပြည့်လဲရမယ်ဆိုရင်ရောဘယ်လိုလဲဆိုပြီးတော့မှဘဝကအဲ့လိုမျိုးရှင်းပြလိုက်ပါတယ်ရှင်အဲ့လေအရန်များလို့လာကလည်းအတိကောင်းမရနိုင်တဲ့အကြောင်းရင်းတစ်ခုပါပဲဒါဟာကျမတို့ဘဝနဲ့လည်းတူပါပဲရှင်ဘာလို့လဲဆိုတော့ကျမတို့တွေဟာအမြဲတမ်းကိုအောင်မြင်ခြင်းနဲ့အလုံးတိုင်းကိုလည်းလုပ်ခြင်းနဲ့အောင်မြင်မှုကိုလည်းတစ်ပြိုင်တည်းရရှိတာဖြစ်တယ်ရှင်ဒါပေမဲ့ကျမတို့ရဲ့စွမ်းအင်တွေကအကလက်ရှိပါတယ်ရှင်။တမ်းပွင့်တိုင်းကိုအတင်းဖြစ်အောင်လုပ်တယ်လို့မျိုးပဲပေါ့နော်။ကျမတို့ဘဝကလည်းအရာတိုင်းကိုလုံးရှင်နေမယ်ဆိုရင်လည်းဘယ်အရာမှထူးဆန်းဖြစ်လာမှာမဟုတ်ပါဘူးရှင်နော်။အောင်မြင်မှုလည်းရရှိမှာမဟုတ်ပါဘူးရှင်။တခါတလေအောင်မြင်မှုရဖို့အတွက်အရေးကြီးတဲ့အခွင့်အလမ်းတချို့ကိုကလေးပြီးတော့မှဆွလို့ဖို့ချွေချဖို့လိုပါတယ်ဆွလို့လဲဆိုတာကလည်းရှုံးတာမဟုတ်ပါဘူးပုံကောင်းတဲ့ရလက်ရဖို့အတွက်နေရာပေးလိုက်တာပါအမှုတိုင်းအတိအဖို့မလိုဘူးငွေရင်းရှယ်တဲ့အတိကလာအကောင်းဆုံးနဲ့အချို့ဆုံးဖြစ်ဖို့လိုပါတယ်ရှင်ဒီလေးရောက်လေးတော့တဲ့ intern စာလေးကိုသဘောရတယ်ဆိုရင် like and share လေးလုပ်ပေးဖို့မမေ့ပါနဲ့ဦးရှင်နောက်ထပ်မဟုတ်တော့ရဆရာတွေမျှဝေပေးဦးမှာမို့ channel လေးကိုလည်း subscribe လုပ်ပေးပါဦးကျေးဇူးတင်ပါတယ်ရှင် bye bye